သိန်း150နဲ့ဝယ်တဲ့ကြောက်လေးတော့ကျွန်တော်တို့ page ကရမှာချက်ချင်းမပြဘဲနဲ့ messenger နေပြီးမှပြတာပေါ့နော်150တန်းကြောက်လေးကိုကြည့်ချင်တယ်ဆိုရင် messenger လာခဲ့ပါဆိုပြီး messenger ကြီးမှာပြတယ်ပေါ့နော်အခုတော့ကျွန်တော်ဒီမှာသိန်း150နဲ့ဝယ်ရတဲ့ကြောက်လေးကိုပြလိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ရောင်းပြီးသွားပြီဆိုတော့ပြလို့ရရယ်နော်ဆရာတဲ့အရင်လိုမျိုးတဲ့ဝယ်ဖြတ်သွေးရောက်နေတဲ့မပြတော့ဘူးတဲ့အဲ့တော့အစပိုင်းမှာတော့ပေါ့နော်ကျွန်တော်တို့ဝယ်ဖြတ်သွေးရောက်နေကျွန်တော်တို့ပြတယ်ပေါ့နော်ကျွန်တော် documentary ပေါ့ဗျာနော်အပြင်မှာတကယ်ပဲကျွန်တော်တို့ဝယ်နေရဖြတ်နေရသွေးနေရရောက်နေတာတကယ်ပဲဗျာအခုကျတော့မပြတော့ဘူးဆိုတော့ကျွန်တော်တို့နည်းနည်းထိန်းရတဲ့အပိုင်းတွေဖြစ်သွားတယ်ပေါ့ဗျာနော်ကျွန်တော်တို့ပြလိုက်ပြီဆိုလို့ရှိရင်ပြန်ဝယ်တဲ့အခါမှာနည်းနည်းအခက်အခဲရှိတာတွေရှိတယ်ပြီးလို့ရှိရင်ကိုရောင်းလိုက်တဲ့သူကုန်တွေကမကြိုက်တာတွေရှိတယ်ပေါ့ဗျာနော်အဲ့ဒါနောက်ပိုင်းကျတော့အဲ့လိုမျိုးအကြောင်းကျွန်တော်တို့ထိန်းလိုက်ရတာဝယ်ဖြတ်သွေးရောက်နေတိတ်ပြီးတော့မှပြလို့မရဘူးပြီးလို့ရှိရင်ကျွန်တော်တို့ကကြောက်ကိုအခုနောက်ပိုင်းရာပိုင်းတွေထောင်ပိုင်းတွေဝယ်တယ်ဗျာရာပိုင်းထောင်ပိုင်းဝယ်တာကိုဝယ်တဲ့ပတ်စံကိုတော့ပြလို့ရတယ်ကြောက်ကိုပြရတာနည်းနည်းလေးအခက်အခဲရှိတယ်ဘာကြောင့်လဲဆိုတော့ဝယ်လိုက်တဲ့ကြောက်ကိုတိသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့လည်းပြန်တိုက်လို့ရှိရင်လည်းဒီကြောက်ကြီးကိုမှတ်မိသွားလို့ရှိရင်ဒါအခက်အခဲရှိတာပေါ့ဗျာနော်ဆိုတော့ဒီနောက်ပိုင်းကကြောက်ကိုတိတ်ပြီးတော့မှမပြဖြစ်ဘူးဖြစ်သွားပါပေါ့နော်ဒါပေမဲ့စကားချက်အနေနဲ့ပြောမယ်ဆိုရင်တော့အနီးကဲတင်တဲ့တင်တဲ့သားတွေကတော့အကုန်မြင်ရပါတယ်ထောင်ကြောက်လည်းမြင်ရပါတယ်ရာကြောက်လည်းမြင်ရပါတယ်နော်အကုန်လုံးမြင်ရပါတယ်ဒါလေးတော့စကားချက်ပေါ့ဗျာနော်အဲ့တော့150နဲ့ဝယ်တဲ့ကြောက်တွေကတော့ရောင်းပြီးသွားပြီဆိုတော့အခုမှ secret မှာမြင်ရတဲ့အတိုင်းပဲကျွန်တော်တို့ဒါဝယ်ယူထားတဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့ဒီကြောက်လေးကိုရောင်းလိုက်တာဘယ်လောက်ရလဲဆိုတော့ကျွန်တော်ဝယ်တာကကျွန်တော်တို့တရုတ်နှစ်တကူကာလာဘာမှဈေးကွက်မကောင်းဆိုတဲ့အခြေအနေမှာဝယ်လိုက်တာပေါ့နော်အဲ့တော့ပြန်တိုက်တဲ့အခါမှာကျွန်တော်တို့130ပဲရကျွန်တော်တို့မဖြတ်တာပေါ့ဗျာနော်ဖြတ်ရင်တော့လည်းပဲအပြောင်းလဲဖြစ်မှာပေါ့မျက်စိနဲ့မျက်မှန်ရှုံးရင်လည်းရှုံးမှာကျွန်တော်တို့ကမဖြတ်ဘဲနဲ့ဒီတိုင်းပဲပြန်တဲ့အခါဆိုတော့130ပဲထွက်တယ်အဲ့ဒါနဲ့ခဏလောက်သိမ့်ပြီးတော့မှကျွန်တော်တို့ခုမှပဲရောင်းလိုက်တာပေါ့နော်ဒီလာထဲမှာရောင်းလိုက်တာ150ပြန်ရပါတယ်150နဲ့ဝယ်တာ150ရကဆိုတော့ကျွန်တော်တို့ပွဲကရှုံးတယ်ပေါ့ဗျာနော်အဲ့ဒါပြီးတော့မှကျွန်တော်တို့ဒီမှာဖြတ်သားလေးတစ်ခုပေါ့နော်ဖြတ်စားလေးတစ်ခုကျွန်တော်တို့4သိန်းနဲ့ဝယ်တာဖြစ်ပါတယ်4သိန်းနဲ့ဝယ်တာလေးကိုကြတော့အဲ့ကောင်ကကြတော့ဒီတိုင်းရောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က5သိန်း6သိန်းလောက်မျိုးရတယ်ကျွန်တော်တို့နေ့တွက်ကြောက်ပေါ့ဗျာနော်5သိန်း6သိန်းလောက်မျိုးရတယ်ဒါပေမဲ့လည်းပဲကျွန်တော်တို့ကတင်တန်းသားတွေကိုဖြတ်ပြချင်တာနဲ့ကျွန်တော်တို့ဖြတ်တယ်တင်တန်းသားတွေကိုဖြတ်ပြတယ်ဆိုတော့ကြတော့4ပွင့်ထွက်တယ်ပေါ့နော်4ပွင့်ထွက်တာပြန်ရောင်းကကြတော့4သိန်းပဲရတယ်အဲ့ဒါကြတော့ကျွန်တော်တို့ကကိုယ့်ကိုဖြတ်တာပေါ့ဗျာနော်သွေးကရှုံးတယ်ပေါ့နော်သွေးကနဲ့ပွဲကနဲ့ရှုံးတယ်တချို့ကြောက်တွေကြတော့လည်းမဖြတ်ရဲဘူးကျွန်တော်တို့ကုန်ချမ်းအတိုင်းပဲပြန်ရောင်းတာပုံမြတ်နေရတယ်ရှိတယ်ပို့ပြီးတော့မှဈေးရနေရှိတယ်ကုန်ကြောထုတ်လိုက်ပြီဆိုလို့ရှိရင်ဈေးကပြုတ်ကျသွားပေါ့ဒါကြောင့်မလို့ကျွန်တော်တို့အပွင့်နေမဖြတ်တာရှိတယ်ဝယ်ပြီးကကြတော့မှလည်းပွင့်ပွင့်လင်းလင်းပြလို့မရတဲ့အနေအထားမျိုးတွေလည်းရှိကကြတော့ဂျေတန်ဒီဘလော့တွေက knowledge share တွေပဲများတော့တယ်ကြောက်တွေကိုပြတဲ့အခါမှာခုနကပြောလို့ထောင်ကြောက်တွေလည်းကျွန်တော်တို့မပြဖြစ်လိုက်ဘူးဝယ်တာပဲပြလိုက်တယ်ကျွန်တော်တို့ကြောက်ကိုမပြဘူးပြီးလို့ရှိရင်ရာကြောက်တွေလည်းပဲဝယ်တာပဲပြတယ်ကျွန်တော်တို့ငွေချီတာပဲပြတယ်ကြောက်ကိုတိတ်မပြဘူးပေါ့နော်ဒီလိုမျိုးဖြစ်တာပေါ့online ပေါ်ကျွန်တော်ရဲ့ဂျေတန်ဒီပေးသက်ကြီးနေနေပေါ့နော်ကျွန်တော်တို့မျှဝေနေတဲ့အကြောင်းအရာတော့အဓိကတော့ကျွန်တော်တို့ကကြောက်ကိုပဲအဓိက main ထားပြီးတော့မှ share လုပ်တာဖြစ်ပါတယ်ကြောက်ကိုတကယ်စိတ်ဝင်စားတယ်ဆိုတော့တင်တန်းတွေတက်ပြီးတော့မှလေ့လာမယ်ဆိုတော့ကိုယ့်အတွက်များစွာအကျိုးရှိမယ်လို့လည်းဒါလေးလည်းစကားချက်အနေနဲ့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်တယ်နောက်ထပ်ဂျေတန်ရဒီ blog တွေမှာပြန်လည်တွေ့ပါမယ်ခင်ဗျာအားလုံးပဲတတာ